Hello guys အားလုံးပဲမင်္ဂလာပါwine football တက်ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော် Tester wine ပါမနေ့ကကျွန်တော် Liverpool 6ဘောပေးခဲ့တဲ့ပွဲကအကြောင်းမျိုးအကြောင်းနဲ့လွဲချော်သွားပြီးတော့Telegram feature က Arsenal 6အောက်အပြေစားတယ် VIP tip league body လည်းအပြည့်အောင်ခဲ့ပါတယ်ဒီနေ့မှာကျွန်တော်အကောင်းဆုံးပြန်လည်ကြိုးစားပေးထားပါတယ်ဒီနေ့မှာကျွန်တော် Man U နဲ့ West Ham ပွဲစဉ်လေးကိုပွဲချုပ်30ချက်လေးလုပ်ပေးခြင်းပါတယ်ဆိုတော့ကကျွန်တော်တို့ Man U ဘက်ကနေပြီးတော့စကြည့်မယ်ဆိုရင် Man U ကအသင်းကြီးတွေနဲ့ဆိုရင်အမှတ်ကအဆင့်အရန်ကွာနေတယ်ပြီးခဲ့တဲ့တစ်ခေါက်တော့ကလည်းအသင်းကြီးတော်တော်များများရှုံးနေချိန်မှာ Man U ကအဆင့်4နှစ်ရာကိုရဖို့အခွင့်အရေးကို Everton နဲ့ရှုံးပွဲတွေ့ပြီးတော့လက်လွတ်ခဲ့ရတယ်ဒီတစ်ခေါက်မှာတော့သူတို့အဆင့်5နှစ်ရာရောက်ဖို့ကိုလက်လွတ်ခံမယ်လို့ကျွန်တော်မထင်တော့ဘူးဗျာဒီတစ်ခေါက်ကိုတော့ Amorim အနေနဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်ထင်တယ်ဒီတစ်ခေါက်ကသူတို့ရဲ့ဒုတိယအကြိမ် second chance ဆိုတော့သူတို့အခွင့်အရေးကိုလက်လွတ်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးလက်ရှိမှာစတင်ထားတဲ့ကြီးကလည်း1 minus နဲ့30 3 minus 20ဆိုတော့ကျွန်တော်ကြီးပြောရလဲမမြင်မိဘူးဗျဒီဖုန်းဒီဖောင်နဲ့ဒီခြေစွမ်းဒီအနေထားတော့ဒီလောက်ကတော့ဖြစ်တင်တယ်လို့ကျွန်တော်ယူဆမိတယ်မန်ယူမာကလက်ရှိမကွိုင်းယားနဲ့ဆက်စကိုနဲ့ကအရန်ခုံမှာထိုင်ရမယ်သူတို့injury ဖြစ်ထားတယ်လို့ကျွန်တော်တွေ့တယ်ကစားကွက်ကတော့3-2နဲ့ပဲပွဲထွက်ဖို့ရှိတယ်ထင်တယ်ဒါကတော့ Amorim ရဲ့ style မှာပဲကျွန်တော်ထင်ပါတယ် Amorim ကပြီးရင် Lucien ကလည်းသူဒီတိုင်းပဲပုံမှန်လူအတိုင်းပဲလာမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ Man U ကနောက်ဆုံး10ပွဲမှာဒီကောင်3ပွဲပဲရှုံးထားတာကိုတွေ့ရတယ်ခြေစွမ်းကလက်ရှိမှာအရန်အကောင်ကြီးတည်းမပါသေးဘူးဆိုပေမဲ့လည်းနည်းနည်းတည်ငြိမ်နေတဲ့ထဲမှာတော့ပါလာပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့ West Ham ဘက်ကိုကြည့်ရမယ်ဆိုရင် West Ham ကတော့ဘာမှထူးထူးခြားခြားကြီးပြောလို့မရဘူးလို့ထင်တယ်အများကြီးလည်းမျှော်လင့်လို့မရဘူးတန်းစင်းစုံမှာတိုက်ပွဲဝင်နေရတယ်နောက်ဆုံး10ပွဲမှာဆိုရင်ပြီးတော့2ပွဲပဲနိုင်ထားကြံလာအရှုံးနေနဲ့တည်2ပွဲလား3ပွဲလားကြံလာအရှုံးကြီးပဲဒါရင်းနဲ့ပဲကျွန်တော်တို့West Ham ကလေပတ်နေရဆိုတော့ကျွန်တော်ဒီပွဲမှာဘယ်လိုပြောမလဲအဆင့်4ဒါမှမဟုတ်9ပြတ်နိုင်အဆင့်5နေရာကိုရောက်မယ်9ပြတ်နိုင်မယ်ဆိုရင်အဆင့်4နေရာကိုရောက်မဲ့အခွင့်အရေးကို Amorim ဒီတစ်ခေါက်လက်လွတ်မယ်လို့ကျွန်တော်မထင်ဘူးMan U ကအနည်းဆုံးတကိုးနဲ့ကတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ပြား30ပဲရှုံးမယ်အချိန်မရွေး 2-0 3-0 3-1 ဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်ဒီပွဲကို Man U body ကိုကြိုက်တယ်တော်တော်အနေဆုံး1-0ကနေစကြည့်ရမယ်လို့ထင်တယ်2ဂိုးပြတ်မပြတ်ပဲကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာ Man U body ကိုကြိုက်ပါတယ်ကျွန်တော်အကြိုက်တူရင်လိုက်ယူပြီးတော့အကြိုက်မတူရင်ဘက်ကန်လို့ရပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် YouTube ကကြည့်နေတဲ့ညီကိုများအတွက်like comment subscribe တခုခုအဆင်ပြေတာလေးလုပ်ခဲ့ပြီးတော့တောင်းဆိုပါတယ် TikTok ကကြည့်နေရဆိုရင်တော့အကောင့်လေးကို follow လုပ်ပြီး tally ပေးညီကိုတို့အနေနဲ့55 minutes ကိုစိတ်ချယုံကြည်ရတဲ့ agent ရှာနေရဆိုရင် Viber Telegram 3996145281ကိုဆက်သွယ်လို့ရပါတယ် Telegram channel link ကို YouTube မှာဆိုရင် bio description မှာတင်ထားပြီးတော့ TikTok မှာဆိုရင်ကျွန်တော် comment မှာချပေးထားပါမယ်အားလုံးပဲကျေးဇူးပါ